အိမ်သွားပြရင်းနဲ့မှကျွန်တော်ကြိုင်လုံးလို့ရိုက်လာတာဖြစ်ပါတယ်6ရက်ကွက်ဖြစ်တယ်လမ်းကျယ်ပြီးတော့အရန်ကောင်းတဲ့နာမည်ကြီး concession ကစောက်ထားတာဖြစ်တယ်လှေကားတွေကအစားပြေးပြစ်ပြီးကျယ်ဝန်းတယ် location ကအရန်လှတယ်6ရက်ကွက်ရဲ့ကုန်းပေါင်12လမ်းမှာဖြစ်ပါတယ်အိမ်ထဲကိုဝင်လိုက်တာနဲ့ bling bling တွေတော့မပါပေမဲ့လုံးဝကို quality အကောင်းသားတွေပဲတုံးထားမှသိတာတယ်ဖျားကန်းလေးတီးတန့်ပါပြီဖျားကန်းကမှန်ပတ်လည်နဲ့ကာရန်ပေးထားတာအပေါ်မှာလွင့်နေရတာတဲ့ feeling မျိုးကိုပေးတယ်100% UV light ကအကောင်းသားတွေကိုသေသေးချာချာတက်ဆင်ပေးထားတာကိုလည်းကျွန်တော်တွေ့ခဲ့ရတယ်။အိမ်လုံးအလုံးစုံပြင်ဆင်ပြီးဖြစ်ပါတယ်။ master bedroom power ဝင်ပြီးတော့ကျွန်တော်တို့ overhead တက်နေဖြစ်ပါတယ်ခင်ဗျာ။ double room လေးက customize video တွေမှတ်တင်ကုန်တွေနဲ့တသက်ရဲ့ကြည်ကြင်ဝင်ရှိတယ်။အဲကွန်းအစအမျိုးဒီဇိုင်းမျိုးလေးဖြစ်အောင်လုပ်ပေးထားတယ်။ရှောင်းလန်းလေးရဲ့ကြည်ကြင်ဝင်ရှိတယ်။ဘေးတိုင်းအနေနဲ့ဖြစ်ပြီးတကားတွေကအစ customize မှာလာတာဖြစ်ပါတယ်။ master bedroom ဆိုလည်းကြည်ကြင်ဝန်းနဲ့အဲကွန်းကအမြုပ်ပုံစံမျိုးဒီဇိုင်းလေး customize video ပါမယ် master bedroom လေးကလည်းရေချိုးကန် toilet ကအစကြည်ကြင်ဝန်းရှိတာကိုတွေ့ရတယ်။ကွန်ဒိုတွေလိုမျိုးရေတင်စရာမလိုတဲ့ overhead တက်နဲ့ဖြစ်တာကိုလည်းတွေ့ခဲ့ရတယ်။အိမ်လုံး quality အကောင်းသားတွေပဲတုံးထားတာဖြစ်ပါတယ်ခင်ဗျာ။မိဖို့ကကြည်ကြင်ဝန်းရှိတယ်။ရေခဲတက်တာအတွက်ရေခဲတက်တာနေရာအဝိရှော်စားအတွက်အဝိရှော်စားနေရာဆိုပြီးတခြားတွေ့ခဲ့တယ်။ကမွန်ရေချိုးကန် toilet လေးကလည်းကြည်ကြင်ဝန်းရှိတာကိုတွေ့ရပါတယ်။တိုက်ကလုံးဝအသစ်ဆက်ဖြစ်တယ်။ဈေးနှုန်းလေးက2950 18ပေ54ပေ6တက်တက်ရဲ့9လာဖြစ်ပါတယ် BCC လေးခဏစောင့်ပါပါဦးမယ်။ Wi-Fi ခိုင်တဲ့အတွက်ဗန်ညိတ်တင်လို့ရပါပြီ6ရက်ကွက်ရဲ့ကုန်းပေါင်12လမ်းမှာဖြစ်ပါတယ်။လာကြည့်ပါ view ကအစအင်တန်ကောင်းတာကိုတွေ့ခဲ့ရပါ